အန်နာဆိုတဲ့ကောင်မလေးမှာထူးခြားတဲ့အကျင့်တစ်ခုရှိပြီးနေ့တိုင်းမနက်3 နာရီဆိုရင်ရေတပူးကိုထားတောက်လေးရှိပါတယ်ဒီအကျင့်ကတနေ့ကျရင်သူမရဲ့အသက်ကိုကယ်တင်လိုက်မယ်ဆိုတာကိုသူမသိခဲ့ပါဘူးအဲ့ဒီညကရေတောက်ပြီးတော့သူမရဲ့ခန်းစီပြန်လာခဲ့တယ်ဒါပေမဲ့ရုတ်တရက်သူမရဲ့နောက်ကနေထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်သူမလက်ကြည့်လိုက်ပေမဲ့မိဖို့ချောင်းကလုံးဝကိုတိတ်ဆိတ်နေပါတယ်သူမကတိတ်ကယူမဆိုင်ပဲအခန်းစီကိုဆက်လျှောက်လာခဲ့တယ်တကားဝကိုရောက်တဲ့အချိန်မှာပဲအောက်ထပ်ကနေနောက်ထပ်အတန်တစ်ခုထွက်လာပြန်ပါတယ်တခုခုမှရင်းနေပြီဆိုတာကိုသူမသိလိုက်ပြီးအောက်ထပ်ကိုဖြည်းဖြည်းချင်းဆင်းပြီးစစ်ဆေးကြည့်လိုက်တယ်ဒါပေမဲ့အဲ့ဒီအတန်ကရုတ်တရက်ရပ်တန့်သွားတယ်သူမစိတ်ထင်တာပဲနေမှာပါလို့တွေးလိုက်တဲ့အချိန်မှာပဲမျက်လုံးထောင်းကနေကြားတကောင်ကိုရုတ်တရက်မြင်လိုက်ရပါတယ်ကြားကြီးဟာအိမ်ထဲမှာလှည့်လည်သွားလာနေပါတယ်သူမဟာကြောက်လန့်ပြီးတုံရင်တွေကကြားကြီးတိထားမိသွားမှကြောက်လို့အတန်တန်မှတောင်မထွက်ရဲခဲ့ပါဘူးသူမဟာအခန်းထဲကိုတိတ်တဆိတ်နောက်ဆုတ်သွားပြီးတကားကိုဖြည်းဖြည်းချင်းပိတ်လိုက်ပါတယ်စိတ်မချရသေးတာကြောင့်မိတွေကိုပိတ်ပြီးအမောင်ထဲမှာပုံအောင်နေခဲ့ပါတယ်သူမဟာရဲကိုဖုံးဆက်ချင်ခဲ့ပေမဲ့ဖုံးကအောက်ထပ်မှာကြံခဲ့မှန်းသိလိုက်ရပါတယ်သူမဟာတကားကိုဖြည်းဖြည်းချင်းဖွင့်ပြီးအပြင်ကိုတေချာကိုကြည့်လိုက်ပါတယ်ကြားကြီးအပြင်မှာမရှိဘူးဆိုတာတေချာသွားတဲ့အခါစင်ကြံလန်းထဲကိုပြေးထွက်လာခဲ့ပြီးအကူညီတောင်းဖို့ကျိုးဖုံးကိုကောက်ကင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဖုံးလိုင်းကမရခဲ့ပါဘူးတိုးညင်းတဲ့ဟိန်းတန်တစ်ခုထွက်ပေါ်လာတာကြောင့်သူမဟာနယံဘက်ကိုတိတ်ဆိတ်ကပ်သွားပါတယ်ကြားကြီးအပေါ်ထက်ကိုတက်လာနိုင်တယ်ဆိုတာကိုသိလိုက်ရလို့သူမဟာအကြီးကျယ်ထိတ်လန့်သွားပါတယ်သူမဟာမောင်လေးဖြစ်တဲ့ဂျွန်ကိုနိုးဖို့သူ့ခန်းစီချက်ချင်းပြေးသွားခဲ့ပါတယ်ဒါပေမဲ့ကတင်ပေါ်မှာဘယ်သူမှမရှိပဲအခန်းရဲ့ထောင်တိုင်းကိုသူမရှာကြည့်ခဲ့ပေမဲ့သူ့ကိုမတွေ့ရတဲ့အခါသူမရဲ့ရင်ထဲမှာမကောင်းတဲ့ခံစားချက်တစ်ခုပေါ်လာပါတယ်အော်ဒဇင်ယောဂရှိတဲ့သူမရဲ့မောင်လေးဟာအောက်ထပ်မှာရှိနေနိုင်တာကြောင့်သူမမှာအောက်ထပ်ကိုတိတ်ဆိတ်ဆင်းသွားဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူးအောက်ထပ်ဟာတိတ်ဆိတ်နေပြီးသူမရဲ့မောင်လေးရဲ့အရေးအယောင်တော့မတွေ့ရပါဘူးသူမဟာနယံတစ်လျှောက်တတိထားပြီးရှောက်သွားကဘေးကင်းရဲ့လားဆိုတာတေချာအောင်ကိုကြည့်လိုက်ပါတယ်အဲ့ဒီနောက်ဝစ်လျှော်ခန်းစီကိုအမြန်ပြေးသွားပြီးသူမရဲ့အိတ်ကထဲကဖုန်းကိုရှာတွေ့သွားပါတယ်အကူအညီတောင်းဖို့ချက်ချင်းဖုန်းဆက်ပေမဲ့လိုင်းမရှိသေးတာကြောင့်ဖုန်းခေါ်လို့မရခဲ့ပါဘူးဘာလို့ရမှမသိဖြစ်နေချိန်မှာပဲအနီးနားကနေကမန်းကရန်လျှောက်လာတဲ့ခြေတံတွေကိုရုတ်တရက်ကြားလိုက်ရပါတယ်သူမရဲ့မောင်လေးလို့ထင်ပြီးတကားကိုဖြည်းဖြည်းချင်းဖွင့်ကကျွန်းလို့တိုးတိုးလေးခေါ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတိုးတိုးလေးခေါ်လိုက်တဲ့အတန်ကသူမရဲ့မောင်လေးကိုရောက်မလာစေပဲကြားကြီးကိုပဲရောက်လာစေခဲ့ပါတယ်ထိတ်လန့်သွားတဲ့သူမဟာလှည့်ပြီးအိမ်ရှိတကားစီကိုအပြေးလွှားသွားကလွတ်မြောက်ဖို့အတွက်တကားကိုအမြန်ဖွင့်လိုက်ပါတယ်ဒါပေမဲ့တကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲသူမဟာအေးခဲသွားပြီးမျောလင်းချက်ကင်းမဲ့ခြင်းတွေသူမစီကိုဝင်ရောက်လာပါတော့တယ်